ချင်းနဲ့တေချင်းရဲ့ဂျာကာလာကိုဘဝလို့ခေါ်တယ်အဲ့ဘဝဆိုတဲ့အသက်ရှင်တန်ခြင်းကိုဘာလို့ရလဲဆိုဘဝမှာနှစ်ခုပဲရှိတယ်တစ်ခုကအသက်ရှင်တန်မို့လို့ဘာကြောင့်ရှင်တန်မို့လို့လဲဘယ်လိုရှင်တန်လို့ဆိုတော့ပညာအဲ့ဒါပဲပြောချင်တာအဲ့ဒါအဲ့ဒီပညာမပါလို့ရှိရင်ဘဝမရှင်တန်တော့အသက်မရှင်တန်တော့အဲ့ဒီဘဝရှင်တန်မို့လို့ကိစ္စတွေကဘာအရေးဆိုတော့ကျမ်းမာရေးပဲကျမ်းမာရေးဆိုတော့ဘာလဲအဲ့ကျမ်းမာရေးဆိုတဲ့ကိစ္စမရှိလို့ရှိရင်မကျမ်းမာလို့ရှိရင်ဘဝမရှိတော့သိပြီတို့မလို့ရှိရင်လူစင်မမီတော့ဘူးအဲ့ဒီကျမ်းမာရေးကိုစောင့်ရှောက်ဖို့ကပညာကောင်းလေးတွေကောင်းမလေးတွေပါတယ်ကြက်မှတ်ထားမယ်လို့မင်းတို့တည်းသိအရေးကြီးတယ်ဘဝဆိုတာဟာတစ်ချက်ရှင်သန်ရမယ်ရှင်သန်ဖို့ဘာအရေးကြီးလဲကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ဘာအရေးလဲအဲ့ကျမ်းမာရေးကိုစောင့်ရှောက်တတ်တဲ့ပညာသိအ